ကျွန်တော်ဈေးနှုန်းတက်တာနဲ့ဂိမ်းနဲ့ချက်ရှိလားမေးတဲ့ညီကိုတွေအတွက်ကျွန်တော်ဂိမ်းနဲ့ချက်တွေကျွန်တော်ပြပေးလိုက်ပြီပေါ့နော်ဒီကောင်ကတော့ DH26 ပေါ့နော်ဒီဇိုင်းပိုင်းကလည်းလုံးဝကိုမိုက်တယ်တစ်ဖက်စီကိုလည်းပေါ့နော် battery mAh က50ပါတယ်ပေါ့နော် gauge ကလည်းနိုင်ဝက်45မိနစ်အတွင်းပေါ့နော်အားလုံးက full ဖြစ်တယ်နှစ်ချက်က0က100ဆိုရင်တော့ကျွန်တော်တို့အချိန်ကတော့မိနစ်20 30လောက်ပဲအချိန်ပေးရတယ်ပေါ့နော်ဒီကောင်းကိုကျွန်တော်သဘောကျတာဒီလိုလှန်တာလေးကိုသဘောကျတယ်ပေါ့နော်အရင်တော့ကျွန်တော်တို့ H9 ဆိုပြီးတော့ထွက်လာသေးတယ်ပေါ့နော် H9 မှာထွက်လာသေးတယ် H9 နှစ်ချက်လေးပေါ့နော်ပြီးတော့ Type C နဲ့လာတယ်ပေါ့နော်အားသွင်းရတာလည်းတော်တော်လေးလည်းမြန်တယ်ပြီးတော့အခုနောက်ပိုင်းဖုန်းတွေတော်တော်များများလည်း Type C ဖြစ်လာတော့တော်တော်လေးလည်းအဆင်ပြေလာတယ်ပေါ့နော်ဘီနာမှာလည်းဒီ light လေး LED light လေးတွေပါတယ်ပေါ့နော် LED light လေးတွေပါတယ်ပြီးတော့ဒီကောင်ဟိုဘယ်လိုပြောမလဲဂိမ်းနဲ့ချက်လို့ပဲပြောမှာပေါ့နော်ဂိမ်းနဲ့တော်တော်လေးလည်းကောင်းတယ်ပေါ့မိုဘိုင်းကြီးကြံတို့ပတ်ကြီးတို့မှာတော့တော်တော်လေးလည်းအဆင်ပြေတယ်တော်တော်များများလည်းဒီနှစ်ချက်ကိုကွယ်ဝါတဲ့သူတွေတော်တော်များပြန်ပြောကြရတော့တိတ်ထစ်တာတွေထောက်တာတွေတိတ်မရှိဘူးတော်တော်လေးလည်းအဲ့ဒါကင်းတယ်ပေါ့နော်ရောင်းလာတဲ့ထဲမှာလည်းကျွန်တော်ရဲ့ customer တွေလည်းတည်တယ်ညနေမှန်းလှတယ်ပေါ့နော်ဒီနှစ်ချက်တွေကပြီးတော့သူကဒီမှာပေါ့ made for game ဆိုပြီးတော့သူကရေးထားတယ်ပေါ့နော်တော် game ပါတယ်တော့ game သမားတွေတော်တော်အဆင်ပြေတယ်ဒါပြင်ပြီးလားဆိုတော့လည်းမပြီးသေးဘူး ENC လေးကလည်းအစ်စ်ပူထည့်ပြီးလိုက်တယ်ပေါ့နော် ENC လေးပါတဲ့အတွက်သူကဆိုင်ကစီးတဲ့အခါလီတိုက်တယ်ဝူရှူဝါးသားတွေဖြစ်တဲ့အခါကြရင်ပေါ့နော်လီတိုက်မှုကိုလည်းတော်တော်လေးလည်း short ချပြီးတယ်ပေါ့နော်Bluetooth version 555ကိုသုံးထားတယ်နှစ်ချက်ကိုကျွန်တော်တို့နားထောင်မယ်ပေါ့နော်ကျွန်တော်နားထောင်မယ်နှစ်ချက်ကိုနားထောင်မယ်ဆိုရင်ပေါ့နော်ဒီမှာနှစ်ချက်လေးကျွန်တော်ထုတ်ပြပေးမယ်ပေါ့နော်နှစ်ချက်လေးထုတ်ပြပေးမယ်နှစ်ချက်လေးကဆီလီကွန်နှစ်ချက်လေးဖြစ်တဲ့အတွက်ပေါ့နော်နားထဲမှာကြာလေးထည့်လို့ရတယ်ပေါ့နော်နားကျင်မှုတွေပါတိတ်မရှိဘူးအဲ့အတွက်တော်တော်လေးလည်းအဆင်ပြေတယ်ပေါ့နော်အတန်ထွက်တွေကလည်းဂိမ်းနဲ့ချက်ဆိုပြီးတော့ဟိုအထင်သွားတီးလို့မရဘူးတချင်းတန်ဆိုတဲ့တချင်းတန်ကျွန်တော်တို့ဒီဖုန်းပြောရလဲတော်တော်လေးလည်းအဆင်ပြေတယ်ပေါ့နော်ပြီးတော့ဒီနှစ်ချက်ကိုကျွန်တော်နောက်တစ်ခုထပ်ကြိုက်တဲ့အချက်တစ်ခုရှိတယ်ပေါ့ဘာတစ်ခုလဲဆိုတော့ဟိုအရင်ကြီးလည်းမလေးသလိုအရင်ကြီးလည်းမပေါ့ဘူးပေါ့နော်တင်ရတာလေတော်တော်လေးလည်းမိုက်တယ်ဗျတော်တော်လေးလည်းအဆင်ပြေပါတယ်ဒီဇိုင်းပိုင်းကလည်းမြင်သူဆွဲလန်းစေမဲ့DH26 လေးပါဒီတင်ချက်လေးကိုကျွန်တော်တို့မှားယူခြင်းနဲ့ဆိုရင်ပေါ့နော်ကျွန်တော်ပလန်မီမြန်မာ page မှာလည်းမှာယူရတယ်လို့ Fiber ဖုန်းနံပါတ်3ကို96တင်59မှာလည်းရပါတယ်ဒီဗီဒီယိုရဲ့အဆုံးမှာကျွန်တော်ရဲ့ page link လေးကိုချပေးထားပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ